can ကိုပြန်ကြည့်နေတယ်ဆိုဘာလို့လို့ရတယ် example ကျွန်တော်ဒီမှာ profit ကိုပဲပြန်ကြည့်နေတယ်ဒီ sale မှာကျွန်တော် profit ကိုပြန်ကြည့်နေတယ်အဲ့ဒါကျွန်တော်ဘာလို့လို့ရလဲဒီ sale မှာကျွန်တော် profit ကိုပြန်ပြင်နေတယ်ဘာလို့လို့ရလဲ sale reference လုပ်လိုက်လုပ်ရှစ်ဝမ်းမှာလုပ်နေတာအဲ့တော့ကျွန်တော်ရှစ်ချောင်းတွေရင်သိအောင်လုပ်လိုက်ဒီဘက်မှာအဲ့ pattern လေးကဘာလို့လဲဆိုတော့ဒီရှစ်တွေထပ်ယူတာကျွန်တော်လိုချင်တော့ရှစ်တွေကိုထပ်ယူလို့ရတယ်ဟောဒီ pattern လေးကိုကျွန်တော်နှိပ်ရမယ်ဆိုရင်ရှစ်တွေထပ်ပေါ်လာတယ်နောက်တစ်ချက်နှိပ်လိုက်မယ်ဆိုရှစ် tree ဆိုပြီးထပ်ပေါ်လာတယ်ဒါပေမဲ့ကျွန်တော်လုံးညာပဲရှစ်မှာလုပ်နေရတယ် okay ကျွန်တော်အဲ့ဒါရှစ်ဝမ်းမှာပြန်သွားလိုက်ပေါ့ကျွန်တော်ရှစ်တွေမှာနောက်တစ်ခုကိုယ်က data တူတွေရိုက်ချင်တယ်ဆိုရင်ရှစ် true မှာရိုက်လို့ရှစ် true မှာရိုက် wobble တစ်ခုမှာရိုက်ဆိုရင်တော့ဒီရှစ်မှာရိုက်ကြမလို့ line ကိုပိတ်လိုက်တယ်ဟိုက wobble တစ်ခုအစ်စ်ခေါ်ပြီးရိုက်နော်အဲ့တော့ကျွန်တော်ရှစ်တွေအကြောင်းသိပြီဆိုရင်ရပြီအဲ့ဒါဆိုရင်နောက်တစ်ခါရှစ်တွေလို့ရင်မလုပ်ရရတယ်အပတ်တန်လေးကိုလုပ်လို့ရတယောက်ကြောင့်မတူဘူးเนาะတချို့ကအဲ့မှာ paper ပုံစံလေးပါတယ် new pattern new shit ဆိုပြီးတော့အဲ့တော့ကျွန်တော်ရှစ်တွေကို delete လုပ်ချင်မလုပ်လို့ရလဲဆိုတော့လိုက်ကြည့်လိုက်เนาะရှစ်တွေကို delete လုပ်ချင်အဲ့ရှစ်ပုံမှာ right click ခေါက်လိုက်ပြီးရင်အဲ့မှာ delete ဆိုပြီးတော့ရှစ်အဲ့ရှစ်ပုံမှာသွားပြီး right click ခေါက်လိုက်ပြီးရင် delete ရှစ်ဆိုပြီးတော့ delete ဆိုရွယ်ပေါ်တယ်เนาะရှစ်ပုံမှာ right click ခေါက်လိုက်ပြီးရင် delete လုပ်လိုက်အဲ့ဒါကျွန်တော်ရှစ်တွေကို delete လုပ်တာရလားရှစ်တွေ delete လုပ်တာရလားရလားဒီမှာရှစ်တွေ delete လုပ်တာရ delete လုပ်တာရတယ်ဟုတ်တယ်အဲ့ဒါဆိုရင်ကျွန်တော်ကရှစ်တွေကို relay လုပ်မယ်ကျွန်တော်က example ဒီရှစ်တွေကိုကျွန်တော် relay လုပ်မှာခုနညီလောက်ထားသလိုညီကဒီမှာသွားပြီးတော့ table ကိုဆွဲခဲ့တယ်အဲ့တော့ကျွန်တော်ကဒီရှစ် tree ဆိုတဲ့နေရာမှာကျွန်တော်ကညီဆွဲခဲ့တဲ့ table 2ဆိုအောင်ထည့်ရအောင်မယ်အဲ့ဒါဆိုဒီရှစ်ကိုသွားပြီးတော့နှိပ်မယ် right click နှိပ်ပြီး rename ဆိုအောင်ဆက်နှိပ်လိုက်အဲ့ဒါဒီရှစ်ပုံမှာ relay လေးဖြစ်သွားဒီပုံစံလေးဖြစ်သွားရင် table ပြောင်းလို့နာမည်ပြောင်းလို့ရပြီ table 2အဲ့ဒါဆိုရင်ညီကခုန table 2ကိုဒီမှာဆွဲခဲ့တာဆိုပြီးဒီမှာ table 2ဆိုပြီးချိန်လိုက်တယ်ဟာရှစ်ကို rename လုပ်ကြည့်လိုက်နော် rename လုပ်ကြည့်လိုက်ရှစ်ကတစ်ခုလေးလုပ်လို့ရအောင်အကောင်လုံးလုပ်လို့ရနော်ဒီမှာရှစ်တွေကျွန်တော်အခု20ခေါ်ရမယ်ဆိုအဲ့ရှစ်တွေအခု20လုံးဆိုတဲ့ rename တွေပြောင်းလို့ရတယ်လောက်ကြရှစ်တွေကို rename လုပ်ကြည့်လိုက်ရလားရတယ်အဲ့ဒါရှစ်တွေကို rename လုပ်ပါရှစ်တွေကို color ချင်းလို့ရတယ်ကျွန်တော်ဒီမှာရှစ်တွေအများကြီးခေါ်ရမယ် example ကျွန်တော်ကျွန်တော် exam test မေးရကောင်ကျွန်တော်အားလေးထည့်မေးရနော်ကျွန်တော်ဒီမှာရှစ်တွေအများကြီးခေါ်ရမယ်အဲ့ဒီမှာကျွန်တော်ရှစ်တွေကို color ချင်းရင်ဘယ်လိုလုပ်လဲဆိုတော့ရှစ်ပုံမှာသွားပြီးတော့ right click ခေါက်မယ်ပြီးရင်ဒီမှာ tab color ဆိုတာလေးရှိတယ်တွေ့လားမသိဘူးအဲ့မှာကိုကြိုက်တဲ့ color လေးတစ်ခုထည့်လိုက်ကျွန်တော်ဒီ color လေးတစ်ခုထည့်ပြီးရင်နောက်ရှစ်ပုံမှာသွားပြီးတော့ right click ခေါက်ပြီးရင် tab color လေးတစ်ခုထည့်ကိုကြိုက်တဲ့ color ထည့်ပြီးရင်နောက်ရှစ်ပုံမှာသွားပြီးတော့ကျွန်တော်3ခုထည့်ပြီနော် tab color ဆိုပြီး color လေး3ခုထည့်ပြီကျွန်တော်ရှစ်တွေက color ဝင်သွားပြီ3ခုလိုက်ကြည့်မယ်နော်ရှစ်တွေ relay လုပ်မယ် color ထည့်မယ် okay ဒါလေးဆက်ဖွင့်လိုက်နော်ဒီမှာကျွန်တော်မတူတဲ့ဟာလေးနည်းနည်းလေးပြလို့ရတယ်ကျွန်တော်ရေးတဲ့စာတွေကို view မဆိုင်နဲ့เนาะဒါတွေကကျွန်တော်မှတ်ထားတဲ့ဟာတွေ view မဆိုင်နဲ့ရဖွင့်ပြီလားဖွင့်ပြီကျွန်တော်ကဒီမှာဒီဟာမျိုးကြရင်ဘယ်လိုမျက်စိရဲ့မြင်လိုက်လဲဆိုတော့ exam တစ်ခုလိုပဲမြင်လိုက်ကျွန်တော်တို့ test 1နဲ့လုပ်ခဲ့ test ကိုတစ်ချိန်လုပ်ခဲ့ test 2ချိန်လုပ်ခဲ့ test 3ချိန်လုပ်ခဲ့အဲ့မှာရတဲ့အမှတ်တွေလိုပဲမြင်လိုက်เนาะဒီ list ကိုအဲ့တော့ကျွန်တော်ဒီမှာtotal ဆိုရင်ဘာကိုကြည့်နေတာလဲတို့ရဲ့ရမှတ်တွေ test 1 test 2 test 3ရဲ့ရမှတ်တွေ individual percent တွေရဲ့ total ကိုကြည့်နေတာအဲ့ဒါဘာလို့ဝင်လို့ရလဲဘာ formula သုံးလို့ရ auto sum ကိုသုံးလို့ရတယ် auto sum ဒီမှာ color ချမယ် auto sum ကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်ကို rate တွေကိုဆက်ကြည့်လိုက် test 1 test 2 test 3ပဲ selection ပေးထားလို့ဟုတ်တယ် enter ခေါက်ကြည့်လိုက်ပါလေဒီ auto sum ရဲ့အောက်ဆုံးမှာကြည့်လိုက်ဟိုမှာကြည့်လိုက် maximum နဲ့ minimum တွေရှိတယ်တို့မှာformula ရှိပြီလားကျွန်တော်ဒီမှာရိုက်ပြီးတော့ပဲတွက်မယ် maximum formula ကိုတွက်မယ်ဆိုရင်ဘယ်လိုရေးမလဲဆိုတော့လေ equal ပြီးရင်ကျွန်တော် mah ဆိုရေးမယ် mah ပြီးရင် green လေးခတ်လိုက်မယ်အဲ့တော့ဘာကိုကြည့်နေတာလဲဆိုတော့လေ data တွေရဲ့တော့ maximum range ကိုကြည့်နေတာအခုကျွန်တော်100 200 300ရှိမယ်အဲ့ဒီကတော့ maximum ဆိုရင်ဘယ်လောက်ဖြစ်မလဲ300ပါဇက်နဲ့ပဲပြောတာလေပါဇက်နဲ့အဲ့လိုကျွန်တော်ဒီမှာဒီ set maximum ကိုကြည့်နေဘယ်ကတော့ပဲကြည့်နေတာtest 1 test 2 test 3ရတော့ maximum ကိုကြည့်နေ total မပေါအောင်တော့ total မှာကျွန်တော်ထည့်ထွက်မှားသွားလိမ့်မယ်ကျွန်တော် formula ရေးမယ် maximum ဆိုပြီးတော့ရေးမယ်mah ပေါ့ maximum formula ပြီးရင်ကျွန်တော်ဝင်လာလေးခတ်မယ်ပြီးရင်ကျွန်တော် test 1 test 2 test 3ကို selection လေးပေးလိုက်ဒီလိုလေးအဲ့မှာ total မပေါအောင် total ကိုမှားပေးလိုက်ပေးရင်တော့မှားသွားမှာနော်ပြီးရင်ကျွန်တော်ဝင်ပိတ်မယ် enter ခေါက်မယ်ကျွန်တော်ကဒီမှာတွက်ထားတာမလို့ကျွန်တော် formula တွေကများတယ်ဗျအဲ့ဒါကြောင့်မို့ကျွန်တော်ဒီလိုကြီးထွက်နေတခါအထွက်နေတယ်တော့တစ်ခုစီနဲ့ထွက်မယ်နော်ပြီးရင်ကျွန်တော်က maximum တွက်ပြီးဆိုရင် formula apply လုပ်မယ်ဒီဘက်မှာဘာခုရှိသေးရော
minimum အဲ့ဒါဘာလို့လို့ရတယ် minimum လည်းကျွန်တော် exam မှာ formula ရှိပြီးသား MIN လို့ရှိရယ်ဂွင်းသားsorry equal MIN ဂွင်းသားပြီးရင်ကျွန်တော်ကဘယ်ရလို့ရှာနေတာလဲ test 1 test 2 test 3 okay ပြီးရင် group base enter count selection ပေးတာကျွန်တော်ဒီ cell ကလို့ selection ပေးရင်ကျွန်တော်ဘယ်လိုပေးတော့ပုံမှန်လည်းကျွန်တော်ဘယ်လိုပေးတော့ဒီကတော့ခါချမယ်ပြီးရင်ကျွန်တော်ဒီလိုကြီးဆွဲပြီးပေးရမလားဟုတ်တယ်နော်အဲ့တော့ကျွန်တော်အဲ့ဒါနည်းနည်းလေးကြာတယ်ဗျကျွန်တော် advance ကိုသွားမယ်ဆိုအဲ့လိုပေးလို့မရအောင်အဲ့လိုပေးလို့မရဘူးရတယ်ဒါပေမဲ့ data တအားများကြီးအကြာကြီးဆွဲရမှာနော်အဲ့တော့ကျွန်တော်ဘယ်လိုပေးလို့ရလဲဆိုတော့ခါချမယ် control ကိုနှိပ်မယ် selection ပေးမယ်ကိုဘယ်တော့ပဲ cell ကြီးဘယ်တော့ပဲအများကြီးဖြစ်ဖြစ် control နေပြီး selection ပေးလို့ရအဲ့ဒါဆို cell ကတော့ selection ပေးကြတယ်ပေါ့